ဒီချစ်တော့2မျိုးကျွန်တော်တို့10ကတ်ဒီမှာထားတာပေါ့နော်အခုကျွန်တော်တို့ဒီမနေ့ပြန်တော့ကျွန်တော်တို့ပို့လို့ရပါပြီပြီးတော့နောက်တစ်ခုကဒီကောင်လေးပါ316ကျွန်တော်မပို့လိုက်ရတဲ့ခေါက်လေးပါရှေ့ခေါက်တော့ကျွန်တော်10ကတ်ဒီကောင်လေး9ကတ်ပဲပို့လိုက်ရရွှေရောင်လေးအကောင်လေးအခုလက်ရှိ10ကတ်ရပါပြီဒီရွှေရောင်လေးပါကိုဒီကောင်316ရှေ့ခေါက်မပို့လိုက်ရတယ်လေဒီကောင်ဒီဇိုင်းတစ်လေးပါဒီကောင်လေးဒီလက်လေးတာစပင်နာလိုပုံစံမျိုးလေးပေါ့နော်316ပါဒီကောင်ဒီစီကကုန်လာမြန်နေကြဒီကောင်10ဘူးရှိမယ်ကိုဒီကောင်လေးကတော့လက်ရှိ10ကတ်ပေါ့ဒီကောင်က90ပါတဲ့ကောင်10ဘူးရှိမယ်ဒီကောင်လေးကတော့အခုရှေ့ခေါက်9ကတ်ယူထားတဲ့ဟာပေါ့နော်10ကတ်မှာတာဒီကောင်လေး10ကတ်ထည့်ရပါမယ်ဟိုမှာငွေရောင်လေးပေါ့အခုအထက်ထဲမှာငွေရောင်လေးကတော့ကျွန်တော်တို့ဆက်လက်ဒီဇိုင်းလေးနဲ့အဲကောင်လေး9ကတ်ရှိမယ်ပြီးတော့ဒီ A9 ကိုဒီ A9 ရဒီဇိုင်းလေးကတော့လက်ရှိအခု2550ကိုကျွန်တော်အနေနဲ့ဈေးနှုန်းလေးအခု2950နဲ့ဈေးနှုန်း short ချပေးထားတယ်တစ်ဖက်က supply ရနေပြီး short ပေးထားတာပေါ့ဗျာဈေးနှုန်းလေးတစ်ခုပြန်တွက်ချက်ပြီးတော့မှကျွန်တော်လည်းမရောင်းအောင်လို့ပြောတော့လေအခု2550ဖွင့်ထားတယ်အခုအတွက်ကျွန်တော် cashback အနေနဲ့ discount ပေးတဲ့အနေနဲ့ဒီကောင်လေးကိုကျွန်တော်ဒီအနေနဲ့အတိုင်းပဲလက်ရှိရတစ်မျိုး10ကတ်စီရတယ်ဗျသူဒီဇိုင်းက2မျိုးပါဒီလိုအကွက်ကြားလေးလေတာပုံစံတစ်မျိုး rocket ပေါ့နော်သူဒီဇိုင်းရကြောက်ကပုံစံတစ်မျိုးပေါ့နော် sticker လေးနဲ့ဒီကောင်လေး2500နဲ့ကျွန်တော်နေတယ်အခုကျွန်တော်တည်တံ့ပေးမှာတခြားသူဆိုတော့လက်ရှိကျွန်တော်တို့2550ပါဒါ cashback အနေနဲ့ကျွန်တော်50နှုတ်ပေးတာပါနောက်ဒီကောင်လေးကပုံစံပြောင်းကာလာပြတည်တာကို sticker ပဲကတ်ပြီးတော့လက်ဆောင်ပေးမယ်ဆိုအဆင်ပြေတယ်ကျွန်တော်ကို secret တွေလေးသမားတွေအနေနဲ့လက်ရှိစိတ်တွေပါကတ်ပြီးတော့ဗောနော်တွားကျင်နေဆိုရတယ်မာဖီရဲ့သမားတွေအဆင်ပြေတယ်ကျွန်တော်တခြားသော orange company တွေပါတွေကလောက်တဲ့ပုံစံမျိုးလေးတွေဒီကောင်လေးပါကိုဒါကြီးရောက်2150တန်းလေးပါရိုးရိုးလေးနဲ့ပုံစံဒီဇိုင်းလေးမစိုးဘူးကိုဒီကောင်က flip လို့ခေါ်တယ်ကိုဒီကောင် flip လိုက်တာလို့ခေါ်ပါတယ်ကိုကဒီကောင် full flip ပါအပြည့်ပါဒီကောင်တော့ half flip ပေါ့နော် half flip တော့မယ်ဒါကတော့ rocket က2မျိုးပါမယ်ကိုကျွန်တော်ဒီကောင်လေးဒီဇိုင်းကိုလေဟို fancy တွေကမှဒီဇိုင်းမျိုးပြန်ထုတ်တာ2မျိုးရှိမယ် sticker 2မျိုးနော်အခုတခြားဟိုဟာလေဒီ fancy တွေထဲမှာလက်ဆောင်တွေပါပေးချင်တာဖြစ်ဖြစ်အခုတို့ promotion plan လုပ်ချင်တာဖြစ်ဖြစ်ရှိတယ်ဆိုရင်တစ်ချက်လောက်လေကျွန်တော်ပစ္စည်းလေးပြချင်သေးတယ်အခုအဲ့ဒါစိတ်ဝင်စားမှုရှိတယ်ဆိုရင်တော့အခုလှုပ်ရှုံမှာဆိုလို့ကျွန်တော်ပြတော့ပစ္စည်းတွေအများကြီးပဲဒါတွေကအခုလောလောဆယ်စင်ပင်လေးနဲ့ပဲထုတ်ထားတယ်ဒီ tree body တွေအများကြီးပဲရှိတယ်ဟုတ်ကျွန်တော်အနေနဲ့ 50% ကျွန်တော်ထောင်းပြီးမှနေကျွန်တော် short ပေးနေသွားမှာပေါ့နော်ဒီ spring tree body တန်ဘော်ဒီကောင်လေးပေါ့တန်ဘော်ဒီအပြားတွေပေါ့နော်ဒီကောင်လေးတွေကိုဒီကောင် spring တန်ပြားတွေမီးစိမ်းရောထွက်တဲ့ကောင်လေးအကောင်လေးတွေအခုဒီကောင်လေးပြန်ပြီးချက်ထုတ်ခြင်းပေါ့ဗျာဘယ်လိုလုပ်လို့ရမလဲတော့နောက်မှကျွန်တော်ဖုန်းစီဆက်ပြီးတော့မှမေးပါအောင်ပဲအခုကျွန်တော် save လေးတဲ့သဘောပေါ့နော်ကျွန်တော်လည်းအခုလက်ရှိက lighter နဲ့ပတ်သက်ပြီးတော့မရောင်းမဲထားရတာကျွန်တော်အခုတော်တော်ကြာနေပြီ